USD ကတော့ဒီဇုံပေါ့နော် K ရဲ့ကျွန်တော်တို့4240နဲ့645ဒီဇုံပေါ့နော်ဒီဇုံကို BOS ပေးတယ်ဆိုလို့ရှိရင်ဥပက်လာလို့ရှိရင်ဘန်လို့ရမယ်ပေါ့နော်အပေါ်ကိုဘယ်တိဘန်လို့ရမယ်430090ဝန်းကျင်4300 40ကျော်ဝန်းကျင်ပေါ့နော်ဒီဇုံထိကျွန်တော်တို့ဘန်လို့ရမယ်K ရဲ့ကျွန်တော်တို့ BOS ထားပေးတယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဘန်ဇုံကတော့ဘန်ရမယ့်ဇုံကတော့4100နဲ့60ဒီဇုံကလည်းကြည့်ထားလို့ရတယ်နောက်ပြီးတော့ဒီဇုံ4114ပြီးလို့ရှိရင်ဒီဇုံပေါ့နော်ဒါတမိုင်းဇုံလည်းရှိတယ်ဒီဇုံတွေကလည်းကျွန်တော်တို့ confirm ဆောင်းပြီးတော့ဘန်လို့ရမယ်ပေါ့နော်အောက်ကိုပြန်ကျလာလို့ရှိရင်ဆိုတော့တခါလေးသွားရင်လေးသွားနိုင်တယ်ဆိုတော့ကျွန်တော်ဒီမှာဒီပုံစံမျိုးလေးသွားနိုင်တယ်ဒီဇုံကို BOS ပေးပြီးတော့ပြန်လာလို့ရှိရင်ဘန်ကိုကြည့်ထားမယ်ကဲတခါလေးထိုးတက်သွားတယ်ဆိုလို့ရှိရင်ဒီ price level ကနေရောင်းဖို့အတွက်စောင့်ကြည့်မယ်ပေါ့နော်တွေ့ထူးတော့မရှိဘူးဒါ H1ကျွန်တော်တို့15မိနစ်5မိနစ်ကိုတစ်ချက်စောင့်ကြည့်အောင်ဟုတ်တယ်တော့5မိနစ်တော့15မိနစ်5မိနစ်မှာတော့ကျွန်တော်ကြာလာလို့ရှိရင်ဒီ price level တွေကနေကျွန်တော်တို့ဘန်လို့ရတယ်ပေါ့နော်ခုနကကျွန်တော်ကြည့်ထားတာတော့ H1 ကနေကြည့်တာဖြစ်တယ်ဒီဇုံကိုဖောက်လို့ရှိရင်ပြန်လာလို့ရှိရင်ကျွန်တော်တို့ဒီ price level တွေရှိတယ်ပေါ့နော်ဒီ level တွေကကျွန်တော်တို့ဘန်ဖို့တွေ့ဆောင်ပါပြန်လာလို့ရှိရင်ပြန်လာပြီးတော့အပေါ်ကိုင်မယ်အပေါ်ဘယ်ထိကိုင်မလဲဆိုတော့ဒီပါဒီထိဒီဇုံကနေရေတိုလေးရပေးရေတိုပိုင်းလေးရနိုင်တယ်ပေါ့နော်ဒီဇုံဒီဇုံလောက်ကနေဆိုလို့ရှိရင်တက်သွားလို့ရှိရင်ဒီပုံစံမျိုးသွားပါအဲ့တော့ဒီပုံစံမျိုးလေးသွားနိုင်တယ်ပေါ့နော်ပုံစံမျိုးလာပြီးတော့ဒီပုံစံမျိုးလေးသွားနိုင်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိမှာကိုဘန်ဝင်ထားတယ်ပေါ့နော်ပြီးတော့ခါထားတယ်ပြန်ကျလာလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဘန်ဖို့ကြည့်မှာဖြစ်တယ်ကျွေတူတူတော့မရှိဘူးပေါ့နော်အရင်ပတ်တုံးကလည်းကျွန်တော်တို့ဆက်အားကတော့အရင်ပတ်တုံးကအတိုင်းပဲကျွေတူတူကမရှိဘူးကျွန်တော်မြင်လေးတိုင်းပဲပေါ့နော်တူတူမရှိပါဘူးခင်ဗျာဒီပုံစံမျိုးကြည့်ထားသေးတယ်လက်ရှိမှာတော့ကြာလာလို့ရှိရင်ဘာကိုကြည့်ထားသေးပဲပေါ့နော်ဘန် option BOS Treasure ရဘန် option ဒီမှာ BOS ပေးတယ်ကျွန်တော်တို့ hero trade တွေတူတယ်ဆိုလို့ရှိရင်လည်း BOS ပေးတယ်ဒီက BOS ပေးတယ်ဆိုတော့ဒီမှာဒီဇုံက inducement ဇုံလေးဖြစ်နိုင်တယ်ဆိုတော့ဒီအောက်ကဇုံဆိုလို့ရှိရင်ပို့ပြီးတော့ဘန်တော့ကောင်းမယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့မိနစ်30မှာဆိုလို့ရှိရင်ဒီနေ့ကတော့ဒီလောက်ပါပဲပေါ့နော်ကျွန်တော်တို့ဘန်ဝင်ထားတဲ့ဟာတော့ဒီကာထားတယ်ပေါ်ထိသေးသွားနိုင်တဲ့အရှင်းတွေကိုစောင့်ကြည့်ပြီးတော့ဟောတာပိုက်မယ်ပေါ့နော်ကင်ကြီးကိုဆင်ပြချပါစေပေါ့နော်ကိုယ်အမြင်လေးတွေရှိလို့ရှိရင်လည်း comment မှာရေးထားခဲ့လို့ရတယ်